တော်နှစ်2540ခုနှစ်ဘောဇာတက္ကရီ1365ခုနှစ်နောင်တကူလာပြီကျော်10ရက်စကိုင်းမြို့အေးမြဝတီရက်ဓမ္မအလင်္ကာဓမ္မယုံကြီးအတွင်ဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်စကိုင်းမြို့အေးမြဝတီရက်ဥအုံနိုင်ဒေါ်မေတန်းဓမ္မအလင်္ကာမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောနတ်ပြည်မှအမှားစကားတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာတော်အာယုံပြုကာတည်ပြုဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာဖြင့်စတင်ကြရအောင်မြတ်ဖရာ၏မဟာကရုဏာတော်အာယုံပြုပြီးတော့လည်းဥချီထားကြပါယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယာလာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မြေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤကျိုးစီးပွားအလို့ကအတိဒုက္ခရာနိဥစ္စာအတ္တခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန့်ရင်ကြီးဟုကတိထဝေငါးပဲအစုအလွန်ခဲရင်တော်မူလို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရံလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောကသနာတသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယူတိကြောင်းပြော့မှန်ကိုလျော်၍ကရောယူကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသိဖြစ်ပါစေတည်းဘုရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီကနေ့နာကြားရမယ့်တရားအမည်ကိုနတ်ပြည်မှအမှားစကားလို့ဒီလိုမှတ်ထားပါနော်ဘုရားချစ်ခင်သူတော်စင်ပြိဿတို့အနေနဲ့ဘယ်ဆရာတော်ဘယ်တရားဟောသလဲလို့မေးတဲ့အခါမှာအလွယ်တကူဖြေလို့ရအောင်နတ်ပြည်ကအမှားစကားဆိုတဲ့စကားဘုန်းကြီးတို့ဘုရားမြတ်စွာကိုရောတိုင်းရှင်တို့တော်ကထုတ်ဖော်ပြီးတော့ဟောကြားတော်မူခဲ့တဲ့သုတ္တတစ်ခုကိုခြေပြုပြီးတော့ဟောမှဖြစ်သွားလူပြည်နဲ့နတ်ပြည်ဆိုတာကဆက်သွယ်ပြီးတော့နေတာမြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းစင်လာအရယခုကာလဟာအလုံးသိကြတဲ့အတိုင်း1365ခုနှစ်ဟောင်းကုံဆုံးကန်လေး1366ခုနှစ်သစ်အခါသမယသို့ကျောင်းတော်မြင့်ဆဲဆဲတကြံကာလအခါသမယဖြစ်တယ်တကြံဆိုတဲ့စကားလုံးကဗမာစကားမဟုတ်ပါဘူးပါဠိဘာသာနဲ့ဆက်နွယ်နေတဲ့Sanskrit လို့ခေါ်တဲ့တက္ကတဘာသာအိန္ဒိယနိုင်ငံမှာထွန်းကားတဲ့ဘာသာစကားတစ်ခုပေါ့ အဲဒီဘာသာစကားက
အင်္ဂရန္တသို့မဟုတ်တန်ကမန္တပြောင်းရွှေ့ခြင်းဆိုတဲ့ကူးပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးကနေပြီးတော့မြန်မာတွေကတင်းကြံလို့ခေါ်ကြတာပါတင်းကြံဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဒီစကားလုံးရဲ့အဓိပ္ပာယ်မူရင်းအဓိပ္ပာယ်ကတော့တင်းကြံဆိုတာနှစ်ဟောင်းကနေပြီးတော့နှစ်သက်ကိုကူးပြောင်းတဲ့အခါသမယလို့ဒီလိုမှတ်ပါနော်နှစ်ဟောင်းကုံဆုံးပြီးတော့နှစ်သက်ကိုကူးပြောင်းတဲ့အချိန်ပိုင်းမြန်မာလူကြတော့နှစ်စဉ်လဟာပြောင်းနေတော့လည်းပဲကမ္ဘာပြည့်ကြိမ်အရာမှာတော့နှစ်စဉ်ဒီဧပြီလ23ရက်နေ့ဟာတရားအကြနေ့ဖြစ်ပြီးတော့14ရက်ဟုတ်လားအကြနေ့ဒီနေ့တော့15ရက်နေ့အကြနေ့16ရက်နေ့ကျတော့အတက်18ရက်ကျတော့နှစ်ဆန်းတစ်တင်းကြံသာထုတ်တည်ဖြစ်စေမထုတ်တည်ဖြစ်စေတရားရှိခင်သူတော်စင်ပြိဿတ်တို့မှတ်ထားဖို့ရာကဧပြီလ18ရက်ဆိုဘယ်တော့ပဲဖြစ်ဖြစ်မြန်မာနှစ်ဆန်းတစ်ရက်လို့မှတ်ထားလိုက်ရင်ပြီးပါတယ်နော်ဧပြီလ18ရက်ဒီမြန်မာနှစ်ဆန်းတစ်ရက်လို့ရံပါယံခါအကျ2ရက်ရှိတယ်ရံပါယံခါအကျ1ရက်ရှိတယ်အဲဒီနေ့မှာတော့တင်းကြံအကျဒါကတော့လောကီကိစ္စတွေပါဒီရင်ရှားတွေတွက်ချက်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းဒီသိဉာဏ်တွေကိစ္စတွေကိုဆောင်ရွက်ကြတာဒါလောကီကိစ္စတွေလို့အဲ့တော့လောကုတ္တရာကိစ္စအနေနဲ့ကတော့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ဟာ1365ခုနှစ်ချီကုံဆုံးပြီးတော့1366ခုနှစ်ရောက်တော့မယ်လို့ဆိုတဲ့အခါကိုယ့်ကိုယ်ပြန်ပြီးဆန်းသစ်ဖို့လိုတာပေါ့တစ်နှစ်လုံးလုံးတို့1365ခုနှစ်တစ်နှစ်လုံးလုံးဟာတို့ဘာလို့လုပ်ခဲ့သလဲတရားဓမ္မနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကုသိုလ်နဲ့အကုသိုလ်တို့ဘာတွေကပိုများသလဲဆိုတာကိုဆန်းစစ်ကြည့်ထိုက်တယ်လောကီစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့စီးပွားဝေကြေးအဝင်အထွက်ကုန်ကျစရိတ်တိုးတက်မှုဆုတ်ယုတ်မှုဆိုတာတွေကိုတွက်ချက်ပြီးတော့ကြည့်တဲ့အခါမှာသိရတယ်လို့ပဲကိုယ့်ရဲ့ဓမ္မအရည်ချင်းတွေနဲ့ပတ်သက်ပြီးတော့လူတိုင်းဟာသိတဲ့အချက်65ခုနှစ်မှာတို့ကုသိုလ်တွေကပိုများခဲ့သလားသို့မဟုတ်အကုသိုလ်တွေနဲ့ပဲအချိန်ကုန်ခဲ့သလားဆိုတာလေးကိုပြန်ပြီးတော့နှလုံးသွင်းဆင်ခြင်မှုပြုပြီးတဲ့အခါမှာမကြာခင်ရောက်ရှိလာတော့မဲ့1366ခုနှစ်နှစ်ဦးကိုကုသိုလ်ကောင်းမှုနဲ့ကြိုကြလောကမှာကြိုကြတာတော့အမျိုးမျိုးပေါ့နော်တရားရည်နဲ့တန်းဆင်ပြီးတော့လူငယ်တွေရဲ့သဘာဝကတော့ပျော်ကြပါကြပေါ့လူငယ်တိုင်းတော့မဟုတ်ဘူးဒီတရားပွဲထဲမှာလည်းလူငယ်တွေတော်တော်များများပါတယ်နော်ဓမ္မရတိလို့ခေါ်တဲ့တရားနဲ့ပျော်မွေ့တရားနဲ့ပျော်မွေ့တဲ့ပျော်မွေ့မှုဟာတော့အကောင်းဆုံးပဲအငြိမ်းချမ်းဆုံးပဲအခြားကိစ္စတွေနဲ့ပျော်လို့ရှိရင်ကတော့ဆင်းရဲဒုက္ခတွေကရှင်တွဲပြီးတော့လာတတ်တယ်ဒါအားလုံးသိပါအခြားကိစ္စတွေနဲ့ပျော်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာတရားရည်ပဲကစားပြီးပျော်တဲ့သာသမီများအတွက်အိမ်ကရှိတဲ့မိဘအတောင်စိတ်မချဖြစ်ရတယ်။သွားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမတော်တဆထိခိုက်မိမှာဖြစ်မလားလို့မိဘများကစိုးရိမ်သောကရှိကြ။ပြောတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကလည်းပဲထာဝရပြောနေရတာမဟုတ်ဘူး။အကြောင်းမသိရင်ခွင့်မသာတဲ့အခါမှာစိတ်ဆိုးကြရံဖြစ်ချဆိုတာမျိုးလေးတွေလည်းရှိတတ်သေးတယ်။တရားပွဲလာပြီးတော့တရားနာတာကြတော့မိဘတွေကလည်းစိတ်ကအေးလို့တရားဝဲမှာတရားနာအသိဉာဏ်တွေကလည်းတိုးငြိမ်ငြိမ်စိတ်စိတ်အေးအေးချမ်းချမ်းနဲ့ဉာဏ်ဖြစ်မှလည်းမပူရဘူးနော်မတော်တဆထိခိုက်မှဆိုရဲ accident ဆိုတာမျိုးလည်းမပူရဘူးအေးချမ်းချမ်းနဲ့တရားဓမ္မနာယူရတယ်အခုပိဿုပန်ဘဝတွေမှာပဲဓမ္မနဲ့ပတ်သက်တဲ့ချမ်းသာဒုက္ခဟာ
လူရဲ့စိတ်ကိုထာဝရအေးမြစေတယ်ဆိုတာဒါသက်သေသာရကတစ်ခုပါဒါကြောင့်မို့လို့65ခုနှစ်ကနေပြီးတော့66ခုနှစ်ကူးပြောင်းနေတဲ့အချိန်ကာလလေးမှာမြန်မာနိုင်ငံမြန်မာလူမျိုးတို့ရဲ့အစဉ်အလာယုံကြည်ချက်တစ်ခုကဘာလဲလို့ဆိုရင်တရားအခါမှာတရားမင်းဆင်းတယ်တဲ့တရားမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်30နိကေ9ပြဓမ္မခန္ဓာပေါင်း84,000ထိုဓမ္မခန္ဓာပေါင်း84,000ကိုဖွင့်ဆိုတဲ့အထက်ကရာတီကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူးဘယ်နေရာမှမပါဘူးကဲသူတော်စင်တို့စဉ်းစားပြီးတော့ကြည့်တရားမင်းဆင်းနိုင်သလားမဆင်းနိုင်ဘူးလားဆိုတာနဲ့ဆင်းရင်လည်းတရားဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးဆင်းလာလို့ရတယ်နော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်း100ဆိုရင်တာဝရိန္ဒာမှာ1ရက်မနစ်ကတရားမင်းဆင်းဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလားလူပြေမှာအနှစ်100မှတာဝရိန္ဒာမှာ1ရက်ရှိသေးတယ်ဟုတ်ကဲ့လားအဲ့တော့တစ်နှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ကိစ္စ။ဘာဖြစ်လို့ဆိုလူရဲ့အချိန်ကာလကသိကြိုတောင်းတယ်။တာဝရိန္ဒာနတ်ပြည်မှာအချိန်ကာလကသိရှည်လျားတယ်။ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြည်မှာနေနိုင်မလို့တစ်မိနစ်တစ်ခါလူပြည်ဆင်းနေတယ်လို့ဖြစ်မနေပေဘူးလား။အဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းဆင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါတယ်နော်။သို့တော်လည်းပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်္ဂုတ္တရနိကေ900ထဲမှာအင်္ဂုတ္တရနိကေဆိုတာရှိတယ်အဲ့ဒီအင်္ဂုတ္တရနိကေထဲမှာသာတုမဟာရာဇသုတ်တံဆိုသုတ်တံတစ်ခုရှိတယ်အဲ့ဒီသာတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတရားနဲ့မပတ်သက်ဘူးเนาะတရားနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့အဲ့ဒီသုတ်တံမှာဆိုထားတာကလာဇန်းရှိရဲ့လာဆုပ်ရှိရဲ့ဥပုပ်နေ့တွေမှာတဲ့သတ္တမာရနတ်မင်းကြီး၄ပါးရဲ့အချမ်းရံပရိသတ်ထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာသွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါတယ်တဲ့အဲ့ဒါသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းလို့ဆိုရင်ကိစီခောဘဟုမနုဿာမနုသေတုမတ္တေယပိတ္တေယသာမညာဗျမညာဥပောသထံဥပဝတ္တတိပฏิစာကရွန်ဒီပုံညာတိကရွန်ဒီသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တေယမာတုဟိတာမေတ္တေယမိဘကိုလှုပ်ကြွေးရလားအမေကိုယိုသေးလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ကြွေးကြရလားဂရုစိုက်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လှမ်းတယ်နော်နောက်တစ်ခုကပိတ္တေယဖခင်ကိုရောရိုးရိုးသေးသေးလေးလေးစားစားနဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မတ္တေယပိတ္တေယအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်းရှောက်ကြရလားလှုပ်ကြွေးကြရလားလေးစားကြရလားဒီချက်ကိုလက်တွေကလာပြီးတော့ထောက်လှမ်းပါတယ်ထောက်လှမ်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှရုပ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်
ဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိတယ်မေးလိုက်ပါဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေဖေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်တဲ့မိဘနှစ်ပါးကိုဂရုစိုက်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတာဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန်တာပုဂ္ဂိုလ်သာသနာဝန်ထမ်းရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်တွေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမြို့ထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်ထားပါလေနောက်တစ်ခုကဥပောသထံဥပဝတ္တန္တိဥပုပ်နေ့တွေများဥပုပ်ဆောင်ကြရလားဥပုပ်ဆောင်တဲ့လူများများရလားဆိုတာကိုထောက်လန်းတယ်ပฏิစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပို့ဆောင်ဆိုတော့ဥပုပ်နေ့ကိုဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေ့ကကျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်လည်းကျိုးပြီးတော့ဆောင်အဲ့ဒီတော့8ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ်10ရက်နေ့ဥပုပ်ဆောင်တယ်9ရက်နေ့ဥပုပ်ဆောင်တယ်3ရက်အကျိုးအပိုနဲ့စောင့်လာကိုပฏิစာကရဥပုပ်လို့နိုးကြားစောင့်တဲ့ဥပုပ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်များစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနေ့ကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတယ်ကျောင်းဆောက်တယ်ဆွမ်းလောင်းတယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကိုစတုမာရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေစီအစဉ်ခံတာပို့ရတဲ့ဒါတရားမင်းကဟိုဟာကြိုင်ဆင်းဒါကြိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့သိမစင်းထမှာဘူးနော်လူပြေကကျွဲလေဂျိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားပဲမဲ့အခက်ခံခြင်းခံရမယ်အဲ့တော့တရားကလူပြေလာလို့ရှိရင်တကောဣတိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇယန္တာနတ်အထာကြီးသူ့မှာသိန်းတော်မြင်း1000ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အစိခက်တဲ့ကျွဲစိမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတဲ့ဟာနော်အဲ့ဒါလို့စတုမာရိနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်း8ရက်လာဆုံး8ရက်တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့တွေကြတော့ဘယ်သူတွေလာတော့ဆိုစတုမာရိနတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒီကသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြေမှာလာပြီးတော့ထောက်လန်းတယ်။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။ဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လားယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်သုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီချက်တွေကိုလိုက်စုံစမ်းအဲ့တော့တရားရှိခင်သူတော်စင်ပြိဿတ်တို့နဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှိရင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစီးစိမ်တွေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်တွေရရှိတာဒါကြောင့်မို့လို့သူတို့ကဒီလိုကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလုပ်ကြရလားစုံစမ်းထောက်ပါထို့တူပဲ15ရက်နေ့လပြည့်လခွေနေ့ညမှာကြတော့စတုမာရိနတ်မင်းကြီး4ယောက်ကိုယ်တိုင်ကစုံစမ်းထောက်လှမ်းတယ်တဲ့တရားမင်းကြီးဆင်းတယ်လို့မပါဘူးနော်ပထမကစတုမာရိနတ်မင်းကြီးရဲ့အချမ်းရံပရိသတ်ထဲကလာရောက်ပြီးထောက်လန်းတယ်14ရက်နေ့ကျတော့စတုမာရိနတ်မင်းကြီးတို့ရဲ့သားတော်တွေကိုယ်တိုင်ဆင်းလာပြီးတော့စုံစမ်းထောက်လန်းတယ်
15 ရက်နေ့ကျတော့စတုမာရနတ်မင်းကြီး 4 ယောက်ကိုယ်တိုင်လာပြီးတော့ထောက်လှမ်းတယ်တဲ့ထောက်လှမ်းတဲ့အချက်တွေကတော့အတူတူပဲကဲထောက်လှမ်းပြီးတော့သူတို့ဘာတွေလုပ်တုံဆိုရင်တရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်မှာသူဓမ္မာလို့ခေါ်တဲ့နတ်တွေရဲ့အစည်းအဝေးကျင်းပတဲ့သူဓမ္မာစဘာဆိုတာရှိတယ်အဲဒီသူဓမ္မာစဘာကြီးမှာပုံမှန်နတ်တွေဟာအစည်းအဝေးထိုင်ကြတယ်အဲ့ဒီအစည်းအဝေးမှာစတုမာရနတ်မင်းကြီးတွေကိုယ်တိုင်ကနေပြီးတော့လူပြေကအခြေအနေတွေကိုနတ်ပြည်မှာသွားပြီးတော့တင်ပြပါတယ်ဘုန်းကြီးတို့တရားစခန်းတော်တဲ့ပြိဿတို့ကစဉ်းစားလိုက်မယ်ဒီနတ်တွေဟာအလုံးမရှိအလုံးရှာဒုသတင်းတွေရှာပြီးတော့အစည်းအဝေးထဲမှာတင်ပြနေတယ်လို့ဒီလိုအောက်မေ့ကြတယ်နတ်တွေကအရေးကြီးတယ်ဘုန်းကြီးတို့အခုမြို့တွေမှာနေတဲ့ပုဂ္ဂိုလ်တွေကတောရွာကလူတွေကဆံရည်စပါးဖြစ်ထွန်းပြီးတော့ဖွင့်ဖြိုးမှမြို့ကလူတွေဖွင့်ဖြိုးတာနော်တောကလူတွေမှာဆံရည်စပါးတွေမရဘူးတဲ့တောကလူတွေကဆင်းရဲကြတယ်တဲ့ဆိုရင်မြို့ကလူတွေလည်းပဲအယောင်းဝယ်တွေထိုင်းကုန်တာပဲဟုတ်မလားတောမဖွင့်ဖြိုးရင်မြို့မဖွင့်ဖြိုးသလိုပဲတောကိုမြည်နေရအခုတရားချက်ခင်သူတော်စင်ပြိဿတို့နေ့စဉ်စားနေတဲ့စကားတွေဟာအေးမြဝတီရက်ွက်တဲ့စိုက်တာမဟုတ်ဘူးဘယ်ကလာတောရွာတွေကလာနော်စားနေကြတဲ့ပဲတွေဟင်းသီးဟင်းရွက်တွေဘယ်ကလာတောကလာကလေးတွေကတော့ပြောမယ်မဟုတ်မိုးစာသေးသွားဝယ်တယ်လို့ပြောမိုးစာသေးတဲ့ဘယ်ကရောက်တောရွာတွေကရောက်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့တောတွေဖွင့်ဖြိုးတဲ့အခါမှာမြို့တွေရွာတွေဟာဖွင့်ဖြိုးတယ်မြို့တွေကြီးတွေကဖွင့်ဖြိုးတယ်ထို့တူပဲလူပြေကလူတွေကုသိုလ်ကောင်းမှုလုံးမှနတ်ပြေမှာတာယာဝပြောတယ်တဲ့နတ်တစ်တွေတိုးလာတယ်အဲ့ဒီကြမှာအနုမို့ဆိုရင်နတ်ပြေကလူဦးရေရော့နတ်ဦးရေတွေရော့ပြီးတော့6ခက်ခက်ဖြစ်သွားလူတွေကအကျင့်မကောင်းဘူးတရားပဲရက်ွယ်ပြုပြီးတော့အပျော်ပါးတွေပြီးနေသေတဲ့အခါပဲရောက်တော့အပယ်လေးပုံရောက်ကုန်ကြတယ်။ဘယ်သွားပြီးတော့ဥယျာဉ်တွေတိုးနေတော့ဆိုငရဲမှာသွားတိုးငရဲမှာတိုးတယ်တိရစ္ဆာန်မှာတိုးတယ်ပြိတ္တာတွေတိုးတယ်ဟိုးတာဝရိန္ဒနတ်ပြည်တို့စတုမာရနတ်ပြည်တို့ကြတော့နတ်တွေကရော့ကုန်နတ်တွေကရော့ကုန်တဲ့အခါကျတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိဘူးဟုတ်ကဲ့သေရီတကနတ်ဗိမာန်တို့ဘာလို့ဆိုဘူးမှမရှိလို့ရသော်ဗျာလက်တဲ့တော်ခါကာလသမယတို့ကရှင်ဆရာတော်ကြီးဒီမထေရမြတ်တပါးဟာခဝံပတိဆိုရှင်ခဝံပတိဆိုတဲ့မထေရမြတ်ဟာအဲ့ဒီသေရီတကဗိမာန်ထဲမှာပိုင်ရှင်မရှိတဲ့ဗိမာန်ကြီးထဲမှာသွားပြီးတော့သတင်းသုံးနေတယ်လို့ဒီလိုဆိုတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိတော့6ခက်ဘာဖြစ်လို့လူပြေကနောက်ထပ်မလာဘူးလူပြေကအကျင့်မကောင်းကြဘူးအမေဖေတွေကိုဘယ်မဆိုင်ကြဘူးယဟန်တန်ဃာတွေကိုဘယ်မဆိုင်ကြဘူးမလေးစားကြဘူးအမျိုးတွေကဆွေကြီးမျိုးကြီးဦးလေးဦးကြီးကြီးတော်တော်စားဆိုတဲ့ကိုယ်ဆွေတဲ့မျိုးတွေကကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားကြဘူးဥပုသ်တရင်တွေလည်းပဲစောင်းတဲ့ပုဂ္ဂိုလ်နည်းသွားတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းနည်းသွားတယ်ဆိုလို့ရှိရင်နတ်ပြည်အယောင်နည်းလာတဲ့အခါကျတော့နတ်ဗိမာန်တွေကတကားပိတ်တာ6ကက်ကဖြစ်ကုန်အဲ့ဒါလို့6ကက်ကက်ဖြစ်နေမှကြောက်လို့နတ်တွေကနေပြီးတော့စုံစမ်းထောက်လှမ်းနေကြတာတဲ့သူတော်ဘာနတ်တွေအစည်းအဝေးမှာအစီရင်ခံစာတက်လာတဲ့အခါကျတော့လူပြည်မှာကုသိုလ်ကောင်းမှုလုပ်တွေပေါ်တယ်လုပ်တဲ့လူတွေပေါ်တယ်ဒီဘနှစ်ပါးကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ယဟန်တန်ဃာတွေကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဆွေတဲ့မျိုးတွေကလူကြီးမိဘတွေကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်သတင်းတိလာစောင့်မို့လဲလူတွေဟာမမေ့ကြဘူးလို့ဒီလိုများသတင်းကြားလို့ရှိရင်နတ်တွေကအစည်းအဝေးထဲမှာဩဩတောင်းလဲဩဘာပေးလိုက်ကြတာတဲ့ဘယ်လိုပြောကြတော့ဆိုဒိဗဝတဘောကာယပရိပုရိတန္တိပရိဟာယိတန္တိအတုရကာယဘောဥချင်းတို့ဒိဗကာယနတ်ပြည်နတ်ရွာတို့သည်ပရိပုရိတန္တိဥယေတူကားပြီး၍လာကြတော့မှာပါဟောတို့နတ်ပြည်တော့နတ်တွေပြေတော့မှာပဲစီစီကားကားကြီးရှိတော့မှာပဲ
ငရဲရွာတို့အပယ်လေးပုံတို့တော့6ကတ်သွားတော့မှာပဲဆိုပြီးတော့တောင်းလဲနဲ့ပျော်ကြတယ်တဲ့အဲ့ဒါလို့မှမဟုတ်ဘူးလူပြေကတက်လာတဲ့အစီရင်ခံစာကိုကြည့်လိုက်လို့ရှင်လူတရားမှဥပုသ်ဆောင်တဲ့လူက10ယောက်တောင်မပြည့်ဘူးဆိုရင်နတ်တွေကိုအစည်းအဝေးကြီးတစ်ခုလုံးငြိမ်းချသွားပါပြီနော်တို့နတ်ပြည်တော့6ကတ်ကဖြစ်တော့မှာပါပဲအဲ့ဒါလို့တဲ့စတုမာတဲ့တုတ်ပြရတာဟုတ်ကဲ့လားအဲ့တော့နတ်ပြည်ရဲ့စီးပွားချမ်းသာတိုးတက်မှုနတ်ပြည်နော်လောကရဲ့စီပင်မှုဆိုတာလူပြည်ပေါ်မှာတီးနေတယ်တဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလူပြည်ရဲ့တန်ဖိုးကိုလူတွေတဲ့သိကြတယ်ဘုန်းကြီးတို့လူပြည်မှာနေတဲ့လူတွေကနတ်ဒီလူပြည်ရဲ့တန်ဖိုးကိုမသိတယ်လို့ဖြစ်ဘာဖြစ်လို့မသိတယ်လဲနတ်ပြည်မှာရောက်ပြီးတော့နတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလူပြည်တုန်းကဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာသူတို့ကသိလို့ဒီလိုကုသိုလ်ကောင်းမှုလုပ်ခွင့်ဆိုတာလူပြည်မှာသာရှိတယ်နတ်ပြည်မှာမရှိဘူးဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူပြည်ရဲ့တန်ဖိုးကိုနတ်တွေကအမတန်မှသိကြတယ်အခုမြန်မာနိုင်ငံမှာဟုတ်လားနိုင်ငံခြားထွက်ပြီးစီးပွားရှာကြတဲ့လူတွေလို့ပေါ့ဂျပန်ပြည်သွားစီးပွားရှာမယ်အမေရိကန်သွားစီးပွားရှာမယ်တခြားနိုင်ငံတွေသွားစီးပွားရှာနိုင်ငံခြားထွက်စီးပွားရှာတဲ့အခါကျပြန်လာလို့ရှိရင်စီးပွားဥစ္စာတွေတိုးတယ်လူလည်းတိုးတော့ပေါ့လေအဲ့ဒါလိုတိုးတက်လာတာတွေကိုကြည့်ပြီးတော့နိုင်ငံခြားသွားပြီးစီးပွားရှာရတဲ့တန်ဖိုးကောင်းတယ်လို့လူအများစုကယူဆတယ်ဒါဥပမာတစ်ခုအနေနဲ့ပြောတာနော်နတ်တွေကလည်းပဲလူပြေကိုလာပြီးတော့စီးပွားရှာရလို့ကုသိုလ်စီးပွားကုသိုလ်ကောင်းမှုတွေများများပြုသွားရတဲ့နတ်တွေနတ်ပြည်နာလောကမှာအဆင့်တန်းမြင့်တဲ့အနေထားအဲ့ဒါကြောင့်မို့လို့လူပြေရဲ့အခြေအနေထားကိုနတ်တွေကပို့ပြီးတော့သိပါတယ်ဒါဝရိန္ဒနတ်တွေနဲ့လူတွေနဲ့ဟာနတ်ပြည်ကနတ်တွေနဲ့လူတွေနဲ့ဟာပါလွန်တဲ့အချက်တွေတလက်စီရှိကြတယ်လို့ပြောတာဝရိန္ဒနတ်ပြည်ကနတ်တွေကလူတွေတဲ့တာတာဘာလို့ဆိုလို့ရှိရင်ဒိဗ္ဗေနအာယုနာဒိဗ္ဗေနဝေနေနဒိဗ္ဗေနအာတိပတေယေနဒိဗ္ဗေနအာယုနာသူတို့ကဘာတာတုံးဆိုလို့ရှိရင်တာဝရိန္ဒနတ်တွေကလူတွေတဲ့တာတဲ့အချက်ကတော့အမတန်ရှိလျားရတဲ့နတ်တဲ့အသက်ရှည်ကြမှုဟာဒါခုနတုန်းကပြောခဲ့တယ်လို့ပဲလူပြေမှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်အဲ့ဒီနီးနဲ့တွက်လိုက်မယ်ဆိုရင်တာဝရိန္ဒနတ်တွေဟာအနှစ်1000အသက်ရှည်တဲ့ပုဂ္ဂိုလ်အဲ့တော့လူပြေအနှစ်နဲ့ဆိုရင်တန်းချီပြီးတော့ကြာတာပေါ့ဒီဒါကြောင့်မို့လို့လူပြေရဲ့အသက်နဲ့စာလိုက်လို့ရှိရင်တာဝရိန္ဒနတ်ပြည်ရဲ့အသက်ကပိုးပြီးတော့ရှည်တယ်တဲ့အဲ့ဒါနဂတနောက်တစ်ခုကဒိဗ္ဗေနဝန္နေနနတ်တွေရဲ့အဆင်းနတ်တွေရဲ့အဆင်းဆိုတာလူတွေရဲ့အဆင်းနဲ့စာလိုက်မယ်ဆိုရင်သိပ်กว่าတယ်နတ်ဆိုတာအမတန်ချောအမတန်လှအမတန်ချောအမတန်လှသူတို့ခန္ဓာကိုယ်ကလည်းတောက်တောက်ပြောင်ပြောင်အမြဲတမ်းရှိအမတန်ချက်တည်ရှိတဲ့ရုပ်ပြိုးလူအစင်းနဲ့မတူဘူးတဲ့လူပြေကလူတွေကဖီးနိုင်လိမ့်နိုင်ဟုတ်လားနတ်သားတွေချဲနိုင်လွန်းလို့လူတွေဟာအနံ့ကလေးကောင်းနေတယ်လို့ရှိဒါလူချင်းသာနေလို့ရတာဝရိန္ဒနတ်ပြေကနတ်တွေကယူဇနာတယူဇနာလောက်ကနေပြီးတော့လူနတ်ရလို့တဲ့လူပြေမလာကြဘူးတဲ့နော်လူတွေရဲ့အနံ့ကဆိုးလို့တဲ့သူတို့ကြတော့လူအနံ့ကိုမခံနိုင်ဘူးတဲ့ဒီလိုဆိုလို့ရှိရင်တရားမင်းလူပြေဆင်းနှာခေါင်းပိတ်ဆင်းရလိမ့်မယ်နော်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့ဘယ်ခဏခဏလာတော့ဒါဖြင့်ဗျာလူတဲ့ဝင်ပူးတဲ့နတ်ကတော့ဘယ်လိုနတ်တုံးလို့မေးကြရှိတယ်အဲ့ဒီနတ်တွေကတော့အမတန်မှဘုံပစိုးနတ်လို့ဆိုတဲ့ထဲကပေါ့ပြိတ္တာမျိုးတွေကစတုမာတဲ့အောက်တန်းကျတဲ့နတ်တွေတဲကသာလူကိုပူးမှာပါဟုတ်ကဲ့ဟိုအထက်တန်းကျတဲ့အထက်ကနတ်တွေကတော့ဘလို့မှလူပူးဖို့နေနေတာ
ဟိုတယူဇနာလောက်ကတည်းကအနံ့ရပြီးတော့နှာခေါင်းပိတ်နေရတာဘယ်ဝင်ဘူးပါအဲ့တော့လက်တွေဆိုတာကအဆင်းအယောင်အားဖြင့်လဲလူတဲ့အမတန်မှလှပချောမောတယ်အာဓိပတိယအစိုးရပိုင်ဆိုင်မှုဆိုတာလည်းပဲနတ်တွေကသိပြီးတော့ထက်မြက်လူတွေပိုင်ဆိုင်မှုတဲ့သူတို့ပိုင်ဆိုင်မှုကြီးစိုးမှုကပို့ပြီးတော့အဆင့်သာတယ်တဲ့အဲ့ဒါကနတ်တွေကလူတွေတဲ့သာတဲ့အချက်သုံးခုဒါဖြင့်လူတွေကရောနတ်တွေတဲ့သာတာမရှိဘူးလားလို့ဆိုရှိတယ်သူရာတတိမန္တောဣဒဗြဟ္မစရိယဝါသောသူရာလူတွေကရဲစွမ်းတတ္တိရှိတဲ့နေရာကြတော့နတ်တဲ့သာတဲ့နော်တတ္တိကောင်းတဲ့နေရာမှာလူကနတ်တဲ့သာတယ်အလွန်တတ္တိကောင်းကြံ့ကြံ့ခံဆင်းရဲခံနိုင်တယ်ပေါ့သူကဒါကြောင့်မို့လို့သူရာရဲစွမ်းတတ္တိရှိတယ်နောက်တစ်ခုကတတိမန္တောလူတွေကတတိကောင်းတယ်တဲ့နတ်တွေတဲ့တောင်လူကတတိကောင်းဆိုပဲဟုတ်တော့ဟုတ်တယ်တရားမင်းကြီးတစ်ခါတော့ကအရှင်ဘုရားမြတ်စွာဘုရားကိုလာမေးတယ်တဏှာကုံနဲ့အချက်ဟောပြလိုက်တော့သူသဘောကျပြီးတာရုခေါ်ပြီးတော့နတ်ပြည်ပြန်တက်တယ်အဲ့ဒီတာရုခေါ်လိုက်တဲ့အတန်ကိုဘယ်သူကကြားတော့ဆိုလို့ချင်းတစ်ဖက်အခန်းမှာသတင်းသုံးနေတဲ့ရှင်မောက္ကလန်ကကြားလိုက်ဟေးတာရုခေါ်သွားတယ်ဘုရားဗာတရားဟောလိုက်တယ်ဆိုတော့မကြားလိုက်ဘူးတရားကြီးကတာရုခေါ်လိုက်တဲ့အခါဒါတော့တရားဟောလိုက်တာနေမှာပဲငါဗာတရားဟောတော့လိုက်မေးဦးမှာပဲဆိုပြီးတော့တရားမင်းကြီးလည်းနတ်ပြည်ရောက်နောက်ကရှင်မောက္ကလန်လိုက်သွားပြီးတော့ဟိုလည်းရောက်ရောတရားမင်းကြီးကရှင်မောက္ကလန်လည်းမြင်လိုက်ရောလန့်သွားတာဟာရှင်မောက္ကလန်လိုက်လာပြီခုနကတရားမေးတော့မှာပဲစဉ်းစားတော့ခေါင်းကိုခြာတစ်ပတ်လဲတော့မေးသွားပြီခုနကဖះဟောလိုက်တဲ့တဏှာသင်္ခေယဆိုတဲ့ကျင့်စဉ်ကိုသူဘာလို့မှအစားဖော်လို့မရတော့ဘူး။နောက်ကြတော့မှရှင်မမောက္ကလန်ကတကိုးတော်နဲ့သူနေတဲ့ပြတ်တက်ကိုကင်လှုပ်လိုက်တဲ့အခါမှာကြောက်ပြီးတော့အဲ့ကြတော့မှပေါ်လာတယ်နော်။အေးတတိကြတော့လူတွေကပို့ပြီးတော့ကောင်းပါလေ။ဘာဖြစ်လို့လူတွေကနတ်တွေတဲ့ပိုတတိကောင်းလို့ဆိုတာအထက်ကရာကအကြောင်းပြထားတာရှိနတ်တွေဆိုတာဒုက္ခဗဟုလအလွန်ကိုချမ်းသာတယ်တဲ့သိချမ်းသာသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ချမ်းသာဒုက္ခတွေသိများနေသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ငရဲသားတွေကြတော့ဒုက္ခသိကြီးတယ်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြီးကြုံနေရတယ်သူတို့လည်းပဲတတိအားနည်းသွားတယ်လူကြတော့ဘာဖြစ်လို့တတိကောင်းတော့ဆိုရင်ဒုက္ခတလဲဒုက္ခတလဲချမ်းသာတလဲဆင်းရဲတလဲလူကစုံတဲ့နော်ချမ်းသာတဲ့အခါချမ်းသာလိုက်ဆင်းရဲတဲ့အခါဆင်းရဲလိုက်ဆိုတော့လူကတတိပိုကောင်းတဲ့အလှည့်အပြောင်းကလေးနဲ့မဟုတ်ကလားအလှည့်အပြောင်းကလေးတွေဆိုတော့တတိပိုကောင်းသွားတယ်လို့အထက်ကရာမှာဒီလိုအကြောင်းပြတာအေးတတိကောင်းတဲ့နေရာမှာလူတွေကနတ်တွေတဲ့သားနောက်တစ်ခုသာတာတော့ဣဒဗြဟ္မစရိယဝါတော်တဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတရားကျင့်ခွင့်ညတော်အကျင့်ကိုကျင့်သုံးနေထိုင်ခွင့်ရတာလူပြည်မှာအဲ့တော့စဉ်းစားကြည့်လေနတ်ပြည်ကနတ်သားတွေဒုံလဘရဟန်းတက်ချင်တယ်ဆိုလို့တက်လို့ရမလားမရဘူးနော်ဒုံလဘရဟန်းတက်ချင်လို့မရဘူးဥပုသ်ဆောင်ဖို့တောင်ခက်ခဲဥပုသ်ဆောင်ရင်တရားမင်းကြီးက950ဇာတ်ထဲမှာလူပြည်စိတ်ဆင်လာရတယ်ဥပုသ်ဆောင်ရင်ဟိုမှာဥပုသ်ခဏကျိုးလိုက်တယ်ဟုတ်ကဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာအကောင်းဆုံးနေရာလူပြည်ဖြစ်ပါတယ်အခုလိုအကောင်းဆုံးနေရာရောက်ရတဲ့နဲ့ဘုန်းကြီးတို့တရားချက်ခင်တော်တဲ့ပြိတ္တတဲ့လိုက်ပြီးတော့ချိလိုက်ကဘာမှာဒီကနေ့ကဘာမှာတန်ပေါင်း9000ကျော်ရှိတယ်လူဦးရေတန်ပေါင်း9000သောလူဦးရေတွေကဘုရားဘာသာဟာ2သန်းတောင်ပြည့်ချင်မှာပြည့်မှာပါအဲ့ဒီဗုဒ္ဓဘာသာ2သန်းနဲ့ကလည်းပဲတရားဓမ္မနဲ့ဥပုသ်သတင်းနဲ့ဆောင်းနိုင်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိအဲ့ဒါမှနဲတယ်နော်အဲ့တော့လူဘဝမှာအပျော်အပါးနဲ့နေစဉ်ကုံဆုံးပြီးတော့နေကြတယ်တဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝဟာတန်ဖိုးမဲ့တဲ့အနေအထားမျိုးတန်ဖိုးရှိတဲ့လူဘဝကိုတန်ဖိုးရှိအသုံးမချတဲ့ဖြင့်အချိန်လေးအလဟတကုန်သွားကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားက
မနုဿလာဗံလတ္တနာတတ္တမိသုပဝေတိတေယေခဏံနာရိကိသံတိအတိနာမင်းတိတေခဏံတတ္တမိသုပဝေတိတေသူတော်ကောင်းတရားကိုဟောကြားနေခြင်းခါကာလသမယမှာတတ္တမိသုပဝေတိတေသူတော်ကောင်းတရားကိုဟောကြား၍သာသနာတော်ထွန်းကားနေတဲ့အခါသမယမှာမနုဿလဗံလတ္တနာအမတမရခဲ့လာတဲ့လူဘဝလူခန္ဓာကိုရရှိကြပါကုန်လျက်ရေခြင်းပုဂ္ဂိုလ်တို့သည်ခဏခဏကောင်းအခွင့်ကောင်းကြီးကိုနာရီကိစ္စန္တိခဏကောင်းမှမသိကြလေကုန်ဒေထုခဏကောင်းအခွင့်ကောင်းကြီးကိုရထားပါလျက်ခဏကောင်းအခွင့်ကောင်းမှမသိကြတဲ့ပုဂ္ဂိုလ်တို့သည်ခဏဗုဒ္ဓပါဒနဝမလို့ဆိုတဲ့တကယ်အရာတော်တဲ့အခွင့်ကောင်းကာလကောင်းကြီးကိုအတိနာမင်းတိကျော်လွန်၍သွားကြစေကုန်ဤဒီဘဂဝါရှိခုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမတေဟောကြားတော်မူခဲ့ပါပေတည်းကဲလိုက်ပြီးတော့ကြည့်လိုက်လူပြည်လူလောကမှာမြတ်စွာဘုရားရဲ့သာသနာတော်ထွန်းကားနေတဲ့အချိန်ကုသိုလ်မျိုးစုံဒါနကုသိုလ်လည်းလုပ်နိုင်တယ်သီလကုသိုလ်တွေလည်းဆောက်တည်နိုင်တယ်ဘာဝနာကုသိုလ်ဆိုတဲ့အကျင့်တွေလည်းကျင့်နိုင်တယ်ဒီလိုအခွင့်ကောင်းကာလကောင်းကြီးနဲ့လူဘဝရနေရတဲ့အဲ့ဒီအခွင့်ကောင်းကိုတရားဓမ္မအတွက်အသုံးမချပဲနဲ့ပြောကပါကစားကအိတ်ခါနဲ့အချိန်ကုန်ပြီးတော့လူဘဝတက်တန်းကုန်ဆုံးသွားမယ်ဆိုရင်ဘယ်လောက်နစ်နာလဲအလုံးကိုနစ်နာပါဘာဖြစ်လဲလဲဆိုရင်ဘာနဲ့ဥက္ကမတူတုံးဆိုလို့ရှိရင်မိဘလက်ထက်ကရှာထားလို့ရထားတဲ့ပစ္စည်းလေးတွေထိုင်စားလို့ကုန်သွားပြီးတော့ဘာမှမကြံလို့ဆင်းရဲဒုက္ခရောက်သွားတဲ့လူနဲ့အတူတူပဲနော်ထိုင်စားတာနဲ့ကုန်သွားတယ်ဘာတစ်ခုမှရှေ့တိုးတက်လာမှာမဟုတ်ဒါကြောင့်မလို့လူဘဝရလာတဲ့အခါမှာအလွန်တန်ဖိုးရှိတဲ့လူဘဝရလူဘဝတန်ဖိုးကိုဘယ်သူတွေကသိနတ်တွေကသိဒါကြောင့်မလို့နတ်တွေကသူတို့နတ်သားတွေကိုအချင်းချင်းအမှားစကားပြောတဲ့အခါမှာဘယ်လိုပြောသလဲဆိုပါတော့တာဝရိန္ဒနတ်ပြည်တို့အထက်နတ်ပြည်တွေမှာနတ်သားတစ်ယောက်ဟာသက်တမ်းကုန်ဆုံးလို့သုတိစိတ်ကြတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ရှေ့ပြေးနမိတ်ကလေးတွေပေါ်လာတဲ့နော်ဒီပြည်မှာတော့ပုပ္ပနမိတ်တွေကအများကြီးသေုံသွားဆက်လိုက်လို့ HIV တွေ့ပြီဆိုရင်ပုပ္ပနမိတ်ပဲပေါ့နော်ဘာယောဂညာယောဂခုပေါ်ပါပုပ္ပနမိတ်တွေအဲ့ဒီမှာတာဝရိန္ဒနတ်ပြည်ရဲ့ပုပ္ပနမိတ်ကတော့နတ်တွေမှာပြတယ်ဒီနတ်သားသုတေတော့မယ်နတ်ပြည်ကသုတေတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ပြဘာတွေပြလဲလို့ဆိုရင်မာလာမိလာယန္တိမာလာဆင်ထားတဲ့ပန်းကုန်းတွေဟာလည်းမိလာယန္တိညှိုးနွမ်းတဲ့အောင်ဖြစ်၍လာကုန်၏နတ်တွေဆိုတာပန်းဆင်ထားတာနတ်တွေကခေါင်းမှာပန်ထားတဲ့ပန်းသို့မဟုတ်လက်ဘင်းမှာဆွဲထားတဲ့ပန်းတစ်ခါဆင်တစ်ခါပန်ထားဘယ်တော့မှညှိုးတယ်မရှိဘူးတဲ့နတ်ပန်းဟာဘယ်တော့မှမညှိုးပန်းကလေးညှိုးသွားပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့မယ်ယောဂဝင်လာပြီပေါ့ဒီနတ်သေတော့မယ်ဒါပုပ္ပနမိတ်တစ်ခုပဲဝဋ္ဌာနိကိလေသာနိဝဋ္ဌာနိဝဋ္ဌာတဲ့အဝဋ္ဌသာတို့ဟာကိလေသာနိနွမ်း၍လာကြလေကုန်ဝဋ္ဌာတဲ့အဝတ်ကလည်းခါတိုင်းလို့တောက်ပြောင်မဟုတ်ဘူးနည်းနည်းပေးပေးရီဖြစ်လာလူတွေကြတော့မဟုတ်တရားဝနှစ်ရက်ကိုခေါ်လိုက်လျှော်လိုက်ရတော့မပြောနဲ့တော့နော်3-4ရက်ဆက်ဝလို့ရှိရင်သူနာသူမကတ်တော့မှာမဟုတ်အဲ့တော့တရက်လောက်ဝတ်လိုက်တာနဲ့ပဲလူရဲ့အဝတ်ကနန်းဆော်သွားပြီနွမ်းသွားပြီနတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးဝတ်ထားတဲ့အဝတ်တစ်ခုရာသက်တန်အမြဲတမ်းစင်ကြယ်နဲ့နတ်ပြည်မှာဟုတ်လားအိုမိုးတို့ဆိုးတို့လည်းဘာမှမလုပ်ဖတ်ပြမုံနေတခုမှမလုပ်အဝတ်ဖို့ဆရာလည်းမလုပ်ဘူးဟုတ်ကဲ့အဝတ်ဖို့ဆရာမလုပ်ဘူးအမြဲတမ်းအဝတ်ဟာအသက်ချက်ချွတ်တိတ်တွင်ပြီးတော့နေတယ်အဲ့ဒီထဲကအဝတ်ကလေးကနွမ်းလာပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့
ဒါနမိတ်တစ်ခုပဲဝတ်ထားတဲ့အဝတ်ကလေးနွမ်းလာပြီပေးလာပြီဆိုလို့ရှိရင်သိဖို့ပဲနောက်တစ်ခုကကိစေတေရာမௌသန္တိကိစေဟိလကတိကြရောမတေရာချွေတို့သည်မௌသန္တိယိုထွက်၍လာကုန်ဂျိုင်းကြားချွေယူလူပြေမှာဂျိုင်းကြားချွေယူလို့သိမယ်ဆိုရင်တော့လည်းပဲနော်အခုလိုနေရာဒီအိုက်လိုက်တာဂျိုင်းကြားကမကဘူးတစ်ကိုယ်လုံးချွေကိုကြိုက်ကြိုက်ချနတ်ဆိုတာကြတော့နတ်ခန္ဓာကိုယ်ကချွေးမထွက်ဘူးတဲ့ချွေးမထွက်ဘူးဆိုတော့နတ်တွေကအဲရကောင်းတဲ့ညနေလို့လားမသိဘူးနော်လူပြေလို့မီးခဏခဏပြတ်နေရင်တော့ဒီအဲရကောင်းလည်းအေးမှမဟုတ်ပါဘူးအဲ့တော့နတ်ပြေကနတ်တွေကတော့ချွေးမထွက်ဘူးတဲ့ချွေးမထွက်တဲ့အတွက်ကြောင့်ချွေးထွက်လာပြီဆိုလို့ရှိရင်ဂျိုင်းများကချွေးစက်ကလေးကျလာစို့လာပြီဆိုရင်ဒီနတ်ဟာသိဖို့ပုပ္ပန္နမိတ်တစ်ခုဖြစ်လာတယ်အဲ့ဒါပုပ္ပန္နမိတ်တစ်ခုဘုရားရှင်မှတ်တာနော်နောက်တစ်ခုကဘာဖြစ်လာအခုဘယ်နှခုရှိသွားပါတော့၃ခုရှိသွားပြီနော်ပန်ထားတဲ့ပန်းနေညိုလာတယ်အဝတ်တွေကနွမ်းလာတယ်နောက်ပြီးတော့ချွေးထွက်လာတယ်ဂျိုင်းကချွေးထွက်လာကာယေဒုဗ္ဗနာဥက္ကမတိကာယေခန္ဓာကိုယ်၌ဒုဗ္ဗနာမလမပအခြေအနေသည်ဥက္ကမတိဖြစ်ပေါ်၍လိုက်ခန္ဓာကိုယ်မှာအယုတ်ဆိုးအကြီးတန်းတာလေးတွေပေါ်လာတယ်တဲ့ပယေလေးတွန့်တာလေးတွေမလေးဒုပြေမှာတော့ပေါ်တာအများကြီးပဲခေါင်းပေါ်ကသပင်းကတစ်ချောင်းပြီးတစ်ချောင်းဖြူသွားဖြူကိစ္စမရှိဘူးစိမ့်မဲဆိုးလိုက်သေးတာနော်ဒါကသွားကတစ်ချောင်းပြီးတစ်ချောင်းပြုတ်ထွက်ကိစ္စမရှိဘူးသွားဆိုင်ဆရာစီသွားပြီးစိုက်လိုက်သေးတယ်နတ်ကြီးကြတော့အဲ့လိုမဟုတ်ဘူးအခြေအနေလေးခန္ဓာကိုယ်မှာယွင်းလာပြီဆိုရင်အဲ့ဒီနတ်သိတော့ဒုပြေကတော့ယွင်းလည်းမသိပါဘူးနော်သပင်းလေးဟုတ်လားတစ်ချောင်းမကပါဘူးအကုန်လုံးဖြူသွားတယ်ကိစ္စမရှိအကုန်လုံးဖြူသွားတယ်ကိစ္စမရှိသွားတွေလည်းတစ်သက်တည်းရှိတာအကုန်ကျွတ်သွားကိစ္စမရှိဘူးမသေးသေးဘူးပယေတွေတွန့်နေတိုင်းတွန့်မသေးသေးဘူးဒုပြေကနတ်ကြီးကြတော့အဲ့လိုမဟုတ်ဘူးတဲ့နည်းနည်းလေးအသားကလေးညိုသွားပြီနော်ဘော66ကလေးဖြစ်လာပြီဆိုရင်ဒီနတ်သိတော့မယ်ခါတော့ဝင်းဝါဆိုအိနေတဲ့နတ်ရဲ့ခန္ဓာကိုယ်အသားရည်လေးတွေကနည်းနည်းလေးပဲရုပ်ရှင်လေးပြက်လာတယ်ဆိုရင်သိဖို့ပဲဒါနမိတ်တစ်ခုပဲနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်တကေဒေဝဒေဝသနေနာပိရမတိဒေဝနတ္တိတကေဒေဝသနေမိမိနေတဲ့နတ်ဗိမာန်မှာနတ်ဗိမြရတိပျော်မပျော်တော့ပါကိုနေရကိုမပျော်ဘူးတဲ့ဟိုသွားခြင်းထိတ်ဒီသွားခြင်းထိတ်ဒီဖြစ်လူတွေမှာလည်းအဲ့လိုဖြစ်တတ်တယ်နော်နေရထိုင်ရတာမပျော်ဘူးဆိုရင်အဲ့ဒါပြောင်းကျင်လာတဲ့သဘောပဲဟုတ်လားနေလို့ထိုင်လို့ဘာလို့မဟုတ်ပျောက်ကိုမပျော်ဖြစ်လာအဲ့ဒီနတ်ကလည်းပဲသူ့ဘုံမိမှန်နဲ့မှသူနေရတာမပျော်တော့ညင်းငွေ့လာအဲ့ဒီနတ်ဟာတည်တော့မယ်အဲ့ဒါနတ်တွေကပုဗ္ဗနမိတ်ပြလာအဲ့လိုပုဗ္ဗနမိတ်ပြလာတယ်ဆိုလို့ရှိရင်သူတို့ကလည်းသိကြတယ်နတ်တွေသိတော့မယ်ဒီနတ်ကသိတော့မယ်ဒါကတကိုးကြီးတဲ့နတ်တွေမှပြတာတဲ့သိပြီးတကိုးမကြီးတဲ့နတ်ကြတော့ဘုခနဲ့သိသွားတာဘုခနဲ့သိသွားတာကမီးငိမ့်သွားတယ်လို့ပဲဖျောင်းနိုင်မီးကလေးဟုတ်ခနဲ့ငိမ့်သွားတယ်လို့နတ်ခန္ဓာကိုယ်ဟုတ်ခနဲ့ပြောက်သွားအဲ့တော့နတ်အတုဝချဆိုတာမရှိဘူးပေါ့ဗျာကောင်းတော့ပေါ့ဒီတကြိုစရာလည်းမလိုဘူးအတုဝရင်ငားစရာလည်းမလိုဘူးနော်နတ်ကြတော့သိသွားရင်ကြောက်သွားရောမီးငိမ့်သွားတယ်လို့ပဲဟုတ်ခနဲ့ပြောက်သွားတာပြီးတာသိသွားပြီတကိုးကြည့်တဲ့နတ်တွေမှာအဲ့ဒီလိုအခြေအနေပြလာတဲ့အခါကျတော့သူ့ရဲ့ပတ်ဝန်းကျင်တွေကဝိုင်းပြီးတော့အားပေးစကားအမှားစကားပြောကြတယ်ဒီတော့မှဆိုဘေးကလည်းသိလာတော့အမှားစကားပြောကြတယ်ဣတောဘောသူကတိကိစ္စသူကတိကဏဝသုလတ္တလာဘံလဘသုလတ္တလာဘံလဘိတဝသုပ္ပတိထိတောဘဝဟိနတ်တွေရဲ့အမှားစကားလေးသုံးခုနော်ဘောချိနတဣတောဤနတ်ပြေမသူကတိသူကတိဘုံတို့ကိစ္စသွားပါလေသေမှာကြောက်မနေနဲ့ကွာတဲ့ဒီဘွားကသေသွားသူကတိဘုံသာသွားတဲ့ဘယ်မှမသွားနဲ့ဒါစကားတစ်ခေါင်းတယ်သူတို့မှားလိုက်တာဟုတ်တယ်ဘောချိနတဣတောဤနတ်ပြေမသူကတိဘုံတို့ကိစ္စသွားပါလေ
ဒီကတိသူကတိဘုံတို့ကတဝါသွားပြီးတဲ့အခါမှာသူလတ္တလာဗံအလွန်တရာရတော်လာတဲ့လလဘကိုလဘရအောင်ယူပါလေအကောင်းဆုံးလလဘကြီးကိုမြင်ရအောင်ယူလိုက်ပါတဲ့အဲ့ဒီရောက်သွားရင်သူလတ္တလာဗံလဘိတဝါအကောင်းဆုံးလလဘကိုရအောင်ယူပြီးတဲ့နောက်မှာတောပတိတိတောဘဝဟိခိုင်နိုင်မြဲမြဲရပ်တည်နိုင်အောင်ကြိုးစားပါလေဟောနတ်ပြေကမှားလိုက်တဲ့အမှားစကား၃ခုဒီကနေ့နတ်သားတယောက်ကိုနတ်တွေကဝိုင်းပြီးတော့မှားလိုက်ကြတာသူဂတိဘုံကိုရောက်သွားလိုက်ပါဒါတခွန်းနော်သူဂတိဘုံကိုသွားပြီးတဲ့နောက်မှာအကောင်းဆုံးသောလလဘကိုရအောင်ယူလိုက်ပါအကောင်းဆုံးသောလလဘကိုရပြီးတဲ့အခါမှာအခိုင်အမာဆုပ်ကိုင်ထားနိုင်အောင်ကြိုးစားပါအဲ့ဒီအချက်၃ချက်ဟာအရေးကြီးဆုံးပါပဲတဲ့နတ်တွေကဒီလိုမှားလိုက်နော်အဲ့လိုမြတ်စွာဘုရားကယဟန်တန်ဃာတွေကိုနတ်တွေကအခြေအနေကိုဒီလိုဟောပြအဲ့လိုဟောပြတဲ့အခါကျတော့တရားနာပရိသတ်ထဲကဘုန်းကြီးတို့တရားနာပရိသတ်တွေရောကဲမေးခွန်းလေးမေးခြင်းစိတ်ပေါ်မလာဘူးလားသူကတိဘုံဆိုဘာပြောတာတော့အကောင်းဆုံးလလဘဆိုတာရောဘာပြောတာတော့ခိုင်ခိုင်မာမာရက်ပြီးပါဆိုတာကတော့ဘာပြောတာတော့မေးခြင်းစိတ်မပေါ်ဘူးလားအေးမြတ်စွာဘုရားကနတ်သားတွေကအခုလို့နတ်ပြည်ကအမှားစကားပြောကြားနေတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုရှင်းပြနေတဲ့အခါမှာတရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးလိုက်ဂန္ဒီရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသူကတိကမနသင်္ခါတံနတ်ပြည်သို့သွားတယ်ဆိုတာအကိနုဘယ်ဟာပါလဲဖရာနတ်ပြည်သွားတယ်ဆိုတာဘာလဲလို့ဘယ်လိုဟာကိုပြောတာသူကတိကမနသင်္ခါတံသူကတိဘုံကိုသွားတယ်ဆိုတာကိနုအဘယ်သို့ပါနည်းသူကတိဘုံသွားတယ်ဆိုတာဘာလဲဗျာသူလတ္တလဘကောင်းသောလလဘကိုရခြင်းဆိုတာကိမ္ပါဏအဘယ်ပါလဲဖရာသောပတိဋ္ဌိတသင်္ဃာတံကောင်းစွာယက်တည်ခြင်းဆိုတာလည်းပဲကိမ္ပါဏအဘယ်ပါလဲဖရာဒီအချက်၃ချက်တပည့်တော်တို့နားမရှင်းပါဘူးတရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးတော့မနောဇတံခောဘိက္ခုသူလတ္တမနောဇတံခောဘိက္ခုသူကတိကမနသင်္ခါတံဘိက္ခုจิตာယံမနောဇတံလူဘဝမနောဇတံလူဘဝကိုသူကတိကမနသင်္ခါတံတပြေသူကတိဘုံသို့သွားရောက်ခြင်းဟူ၍ဆိုအပ်ပါပေမနောဇတံလူအဖြစ်ကိုသူကတိကမနသင်္ခါတံသူကတိဘုံသို့သွားခြင်းဟူ၍ခေါ်ဆိုအပ်တယ်။ဩသူကတိကမနသူကတိဘုံသွားတယ်ဆိုတာတခြားမဟုတ်ဘူးလေလူဘဝကိုရအောင်ပြောတာနော်လူဘုံကိုသွားလို့ဒီလိုပြောနတ်တွေကလူဘုံကိုသူကတိဘုံလို့ခေါ်တယ်ဘေကွေจิตာယံသူကတိကမနသင်္ဃတံသူကတိဘုံသို့သွားတယ်ဆိုတာမနောဇတံလူဘဝကိုရရှိခြင်းပဲဘေကွေจิตာယံရောခြင်းပုဂ္ဂိုလ်ဒီမနုဿဘူးတော်တမန်တော်လူဖြစ်လာတဲ့အခါကာလမှာတထာဂတပွေရီတေမြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ဓမ္မအဝိနည်းသုတ်ပြီးဓမ္မဝိနည်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးမှာသတ္တံယုံကြည်မှုကိုပฏิလဝတိယဣဒံဖရာသာသနာတော်မှာယုံကြည်မှုရခြင်းဆိုတာသုလတ္တလဘသင်္ခါတံအကောင်းဆုံးသောလလဘကိုရခြင်းလို့ဆိုအပ်ပါတယ်ဩသူဂတိဘုံသွားဆိုတာတခြားပြောတာမဟုတ်ဘူးစိတ်ကူးမလွဲနဲ့လူပြေသာသွားတဲ့အထက်နဲ့တွေဘုံမသွားနဲ့အောင်လူပြေကိုပြန်လိုက်ပါဟုတ်ကဲ့လူပြေကမှစီးပွားရှာလို့ခေါင်းလာကိုစီးပွားသွားရှာအောင်နောက်တစ်ခါနတ်ပြေပြန်ရောက်ရင်ဒီတဲ့တကိုးကြီးတဲ့နတ်ဖြစ်ရမှာဟုတ်နော်လူပြေမှာဥပုသ်ဆောင်လို့ကောင်းတယ်အလှူဒန်းလုပ်လို့ကောင်းတယ်ဟောလူပြေမှာကုသိုလ်တွေလုပ်စားတယ်တအားပေါ့ဒါကြောင့်မို့လူပြေကိုလွတ်လူပြေဟာသူဂတိဘုံပဲသူဂတိဘုံရောက်တဲ့အခါကျတော့သာသနာတော်မြတ်ကြီးမှာယုံကြည်ရဲဆိုတဲ့တတ္တတရားကိုရှိအဲဒီတတ္တတရားကိုရောက်အောင်ယူပါတရားတရားမရှိဘူးဆိုလို့ချင်းဘာမှလုပ်လို့မရဘူးနော်တတ္တဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာလည်းပဲတတ္တသံပတာရဏလက္ခဏာစိတ်ထဲမှာကြီးနေတာတရားဝဲသွားမှစိတ်ထဲမှာကြီးနေဒီနေ့ကျတရားနာရမယ်ဆိုစိတ်ဝင်စားနော်စိတ်တွေကြီးနေတယ်သူတို့ကောင်းမှုလုပ်ရမှစိတ်ကြီးနေတယ်ဟာကြံလို့ဆိုဥပုသ်သတင်းဆောက်တည်ရမယ်ရိတ်တာဝင်ရမယ်တရားထိုးရမယ်စိတ်တွေကြီးနေတယ်
တတ္တတရားဖြစ်လာလို့ရှိရင်လူရဲ့စိတ်ဟာကြီးနေစိတ်မကြည်လို့ရှိရင်လူဟာကုသိုလ်ကောင်းမှုမလုပ်နိုင်ဘူးကိုယ့်ကိုစဉ်းစားကြည့်တစ်ခါတည်းအောင်စိတ်မကြည်မလင်ဖြစ်နေလို့ရှိရင်ကုသိုလ်မလုပ်နိုင်ဘူးနော်အဲ့တော့စိတ်မကြည်ဘူးဆိုတာဘာတွေကိုပြောမလဲကာမဂုဏ်အာယုန်တွေထဲမှာပြောခြင်းနဲ့ပါခြင်းနဲ့စိတ်တွေများနေလို့ရှိရင်စိတ်မကြည်ဘူးပြောခြင်းနေတာနော်ပြောတယ်ဆိုတာဘာမျက်စိကအာယုံအသက်ဆန်းတွေကိုကြည့်ပြီးပါတာကြည့်ပြီးတော့ပြောတာနားတွေကလည်းစူးစူးညံညံတခြင်းတန်လေးတွေနားထောင်ပြီးတော့ပြောတာနှာခေါင်းကမွေးကြိုင်းတဲ့အနံလေးတွေကိုနမ်းရှူပြီးတော့ပြောတာလျှာလည်းကောင်းလို့ရာမြက်မြက်ကလေးတွေစားတော့ပြီးတော့ပြောတာခန္ဓာကိုယ်ကလည်းအထီးတွေ့လေးတွေနဲ့ပြောတာကာကိုကာမခုနကာမခုနကာမတုခလို့ခေါ်တယ်နော်အဲဒီကာမချမ်းသာတွေပေါ်မှာစိတ်ဆန္ဒတွေပြင်းနေတာကိုကာမိဆန္ဒလို့ခေါ်တယ်အဲဒီကာမဂုဏ်တွေကိုလိုလားခြင်းနေတဲ့ပြောခြင်းပါခြင်းနဲ့စိတ်ဆန္ဒတွေများနေမယ်ဆိုလို့ရှိရင်ကာမိဆန္ဒဆိုတာနိဝရဏကုသိုလ်တရားတွေမဖြစ်အောင်ဆုတ်ပိတ်ပလိုက်ပြီကုသိုလ်တရားတွေမဝင်နိုင်တော့ block ဖြစ်သွားတယ်ဟုတ်ကဲ့ကုသိုလ်တရားတွေစိတ်ထဲမှာမပေါ်လာတော့ပြောခြင်းပါခြင်းနေတဲ့ပုဂ္ဂိုလ်တရားဥပုသ်ဆောင်ပါမလားဆောင်မှုဟုတ်ကဲ့အပြောပါတွေကိုမျက်ကွယ်ပြုမှဥပုသ်ဆောင်နေတာအေးဒီကနေ့ညရေသမင်လျှောက်ကြည့်အောင်မယ်ဆိုတရားဝဲလာနိုင်ပါ့မလားအေးကာမိဆန္ဒလို့ဆိုတဲ့ပြောခြင်းပါခြင်းနဲ့ဆန္ဒတွေကိုချိုးနှိမ်ပြီးမှတရားဝဲလာလို့ရတာနော်ဒါကြောင့်မလို့ချိုးနှိမ်လိုက်နိုင်တာဟာတတ္တတရားရဲ့ဆွမ်းအားတစ်ခုပါဟုတ်ကဲ့နိဝရဏတရားတွေကိုဖယ်ရှားပြနိုင်တာတတ္တတရားကဖယ်ရှားပြနိုင်တယ်နောက်တစ်ခုနိဝရဏလူတွေကအလိုကြလို့ရှင်ပြုံးတယ်အလိုမကြဘူးဆိုလို့ရှင်မတည်မနာဖြစ်တယ်အဲ့ဒါကိုဖြာပါဒလို့ခေါ်တယ်နော်အာယုံပေါ်မှာမိမိကြိုက်နေတဲ့အခါမှာကာမိဆန္ဒမကြိုက်နေတဲ့လို့အလိုမကြဘူးမုန်းနေဆိုလို့ရှိရင်ဖြာပါဒကြိုက်မကြိုက်နှစ်ခုထွက်မလာဘူးလားအေးမကြိုက်ဘူးဆိုတဲ့စိတ်အလိုမကြစိတ်တိုးနေတဲ့ပုဂ္ဂိုလ်တရားဟာလည်းတရားပွဲလည်းမလာနိုင်ဘူးကုသိုလ်ကောင်းမှုလည်းမလုပ်နိုင်ဘူးစိတ်အလိုမကြဖြစ်နေနော်ထို့တူရဲ့ချိနာမိတ်တာကုသိုလ်ကောင်းမှုမှာစိတ်အားတွေကြနေတယ်ကုသိုလ်ကောင်းမှုလောကမှာစိတ်မဝင်စားဘူးစိတ်မပါဘူးစိတ်တွေတွန့်ဆုတ်နေတယ်ချိနာမိတ်တာလို့ခေါ်တယ်နော်အိတ်ချင်မိုင်ဝဲမှာချိနာမိတ်တာမဟုတ်ဘူးကုသိုလ်စိတ်တွေကနောက်ဆုတ်နေတယ်ကုသိုလ်လောကမှာတွန့်ဆုတ်နေတဲ့ဆိုတာချိနာမိတ်တာဖြစ်တာဩဒိစ္စကုက္ကုဇာစိတ်တွေကလေးနေတယ်နောင်တပူပန်မှုတွေကလွှမ်းနေတယ်ဟောကုသိုလ်မလုံးနိုင်ဝိသိကိစ္စဒါတွေလုံးနေရောအကျိုးရှိရလားဟောသံတရားတွေဝင်နေတယ်ဝိသိကိစ္စအဲ့ဒါတွေကိုအလုံးနိဝရဏလို့ခေါ်တယ်ဘာကြောင့်နိဝရဏကုသိုလ်စိတ်တွေမဖြစ်အောင်စိုးပိတ်တတ်လို့နိဝရဏလို့ခေါ်တာနော်အဲ့ဒီတရားတွေကစိုးပိတ်ထားပြီဆိုလို့ချင်းဘယ်သူမှကုသိုလ်စိတ်မရနိုင်ဘူးဒါကြောင့်မို့လို့တတ္တတရားတွေပေါ်လာတဲ့အခါမှာအဲ့ဒီနိဝရဏတွေကိုဖယ်ရှားပြနိုင်တယ်စัจ जा မင်းရဲ့ဗရမ ्या ယတနာကြီးဟာဘလောက်နောက်တဲ့ရေတဲပဲဖြစ်ဖြစ်ထဲလိုက်တာနဲ့တကြိုင်နဲ့ရေတဲကအနောက်တွေဟာတခါတော့ထိုင်ပြီးတော့ခြိသွားတယ်ဗရမ ्या ရဲ့ဆွမ်းအားနော်ရေနောက်မြူနီကိုခြိစေတတ်တဲ့စัจ जा မင်းရဲ့ဗရမ ्या ရဲ့အဲ့ဒီတတ္တတရားဟာလည်းပဲစัจ जा မင်းရဲ့ဗရမ ्या ယတနာနဲ့အလားတူတူတယ်တဲ့စိတ်ထဲကအနောက်အကြည့်နိဝရဏတွေကိုဖယ်ရှားပြနိုင်တယ်နော်သာဒသာဒတရားဒီဥပိ္ပဝါနာဖြစ်ပေါ်၍လာသည်ရှိသောနိဝရဏနိဝရဏတရားတို့ကိုဝိခံပေတိခွာချ၏ကိလေသာကိလေသာတို့ကိုတဏှိတိတာပေတိနစ်စေစိတ်တံစိတ်တိဝိပဿနာအထူးကြည်လင်သည်ဟောတိဖြစ်၏အနာဝိလနောက်ကျမှုမရှိသည်ဟောတိဖြစ်၏တရားတရားလေးဖြစ်လာပြီဆိုရင်စိတ်တွေကြီးလာတယ်ပဇာနေသောစိတ်တေနာချီလင်းနေသောစိတ်ဖြင့်ကုလပုဒ္ဓောမျိုးကောင်းသားမျိုးကောင်းသမီးဟာဒါနံဒေတိအလှပေးတယ်စိတ်ကြီးလာပြီဆိုမှကုသိုလ်ဖြစ်တာနော်ဒီလသီလကိုသမာဓိယတိဆောက်တည်တဲ့ဥပောဒရကမ္မဥပုသ်ကျင့်တောင်းခြင်းမှုကိုကရောတိပြု၏ဘာဝနာတရားကိုအာရဝတိအားထုတ်၏ဟောတတ္တတရားလေးရဲ့တန်ဖိုးကဘလောက်ကောင်းတယ်တတ္တတရားမှမဖြစ်ရင်ဌာနကောင်းမှုလည်းမလုပ်ဘူးတဲ့သီလလည်းမဆောက်တည်နိုင်ဘူးဘာဝနာကမ္မထာနဲ့ပွားများအထောက်နိုင်မရှိဘူး
ဘသူတွေနဲ့ဆုပ်ပိတ်ဒီဝရဏတွေနဲ့ဆုပ်ပိတ်နေတယ်ဟုတ်ကဲ့အဲ့ဒီနိဝရဏဆိုတဲ့အမြင့်နောက်တွေကိုရှင်းချလိုက်နိုင်တာတော့တတ္ထာတရားပဲဒါကြောင့်မို့လို့နတ်တွေကအရေးတကြီးမှားတာလူပြေကိုသွားလိုက်ပါတဲ့လူပြေသွားပြီးတဲ့အခါမှာမြတ်စွာဘုရားသာသနာတော်ပေါ်မှာယုံကြည်ခြင်းလို့ဆိုရဲတတ္ထာတရားကိုရအောင်ယူလိုက်ပါဒါအကောင်းဆုံးလက်လာပါပဲဒီပြင်ဘာမှယူစရာမလိုဘူးရွှေတွေငွေတွေရတာမလိုဘူးဟုတ်ကဲ့ဘာကလို့တတ္ထာတရားလို့တတ္ထာတရားရှိရင်အလုံးရှိဒါကြောင့်မို့လို့တတ္ထာတရားကိုဘာနဲ့အလားတူတူတော့ဆိုလက်နဲ့တင်စားပြီးတော့ဆိုတာတတ္ထာဟာလက်နဲ့တူတယ်ကဲလက်မပါတဲ့သူကိုယ့်ကိုလက်ကလေးကိုပိုက်ပြီးတော့ထားကြည့်လက်ကိုလုံးဝလက်ပိုက်ထားတာမဖြုတ်ဘူးသို့မဟုတ်ငါလက်နှစ်ခုကိုဖယ်ထားလိုက်မယ်လက်မပါဘူးဆိုပါတော့ကိုယ်ရှိမှလည်းပဲယရနာတော်ကြီးတွေ့နေတယ်ဘာနဲ့ကောက်လက်မပါရင်ဘာမှကောက်လို့မရတော့ဘူးဟုတ်တယ်မဟုတ်မျက်စိနဲ့လည်းကောက်လို့ရတာမဟုတ်ခြေထောက်နဲ့လည်းကောက်လို့ရမှာဖတ်လို့တော့ရမှာပေါ့ကောက်ယူလို့တော့မရဘူးဟုတ်ကဲ့အဲလက်မပါရင်ဘာနဲ့မှယူလို့မရဘူးဟောတတ္တတရားမရှိလို့ရှင်လည်းပဲဒါနကုသိုလ်လည်းလုပ်လို့မရဘူးသီလကုသိုလ်လည်းလုပ်လို့မရဘူးဘာဝနာကုသိုလ်လုပ်လို့ဒါကြောင့်မလို့တတ္တဟာလက်နဲ့လားတာဒူတယ်တဲ့နော်နောက်တစ်ခုတတ္တဟာဘာနဲ့အလားတာတူတော့ဆိုမျိုးစိတ်နဲ့အလားတာတူတယ်မျိုးစိတ်ဒါဟုတ်မြတ်စွာဘုရားကကတိကဗာရဂါတော့မှာတတ္ထာဘိဇံတတ္ထာဆိုတာမျိုးစိတ်ပဲတဲ့မျိုးစိတ်ဟာကိစ္စနှစ်ခုကိုဆောင်ရွက်တယ်တဲ့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေမျိုးစိတ်လူတိုင်းသိတယ်ကဲတရက်စီကလေးဆိုပါတော့အဲ့ဒီတရက်စီကလေးကအလုတ်ဘယ်နှခုလုပ်တယ်လဲလို့မေးလို့ရှင်ဖြေတတ်ပါမလားဘုန်းကြီးတို့စာပေထဲမှာတရက်အစီကလေးကအလုံးနှစ်ခုလုပ်တယ်တဲ့အဲ့ဒီအလုံးနှစ်ခုကဘာလဲလို့ဆိုရင်တရက်စီလေးကိုမြေပေါ်မှာချပြီးတော့စိုက်လိုက်လို့ရှင်အောက်မှာအမြင့်ကလေးထွက်မလာဘူးလားဒါကသူ့ရဲ့အလုံးတစ်ခုအမြင့်ကလေးထွက်ပြီးတော့အပေါ်မှာအညောက်ကလေးတက်မလာဘူးလားကဲအလုံးနှစ်ခုမရှိဘူးလားမျိုးစေ့တိုင်းဟာအောက်အမြင့်ကလေးဆင်းသက်တဲ့အလုံးရဲ့အပေါ်အညွန့်ကလေးတက်တဲ့အလုံးရဲ့အဲ့ဒီအလုံးနှစ်ခုကိုမျိုးစေ့ကလောက်တာပါထို့တူပဲတတ္တတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းသီလဆောက်တည်တာဟာအခိုင်အမာဖြစ်တဲ့အတွက်ကြောင့်အမြင့်ဆန်းတာနဲ့တူပါတယ်တဲ့ကိုချင်းသီလဟာကုသိုလ်ကောင်းမှုတွေရဲ့အမြင့်နဲ့အလားတန်တူလို့တတ္တာရှိလာရင်သီလအားဖြင့်အမြင့်ဆန်းလာတယ်သမထဝိပဿနာအကျင့်အားဖြင့်အညွန့်တက်ပါတယ်။ဩတတ္တာဟာလည်းဒါကြောင့်မို့လို့မျိုးစိတ်နဲ့တူတယ်လို့ပြောအဲ့ဒီတတ္တာဆိုတဲ့လလဘကိုရောင်းယူလိုက်ပါလို့နတ်တွေကအမှားစကားပြောတာနော်အဲ့လိုတတ္တာဆိုတဲ့မျိုးစိတ်လေးကိုရောင်းလလဘလေးကိုရောင်းယူတဲ့ကောင်းဆုံးလလဘဆိုတာတခြားမဟုတ်ဘူးတတ္တတရားပါဘာကြောင့်လို့ဆိုရင်တတ္တတရားရှိမှသာလျှင်ကုသိုလ်ကောင်းမှုမှန်တရားလုပ်နိုင်တယ်ကုသိုလ်ကောင်းမှုလုံးမှကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ယာသတ္တာကျင့်တတ္တာတိတထာဂတိမြတ်စွာဘုရား၌နိဝေခသဝင်းတည်နေပြီးတဲ့ကာလမူလဇာတပရိဋိတာအမြင့်တဲ့ဖွယ်တည်ပြီးတော့ဓမ္လာခိုင်ခိုင်မြဲမြဲအတ္တဟာရိယသမဏေနဝဗျပနေနဝဒေဝေနဝမာရေနဝပြမှုနဝကိနာစီဝလောကသမေဒေဝေနဝနတိ၎င်းမာရေနဝမနတိ၎င်းပြမေနဝပြမှုနဝပြမတိ၎င်းလောကသမေလောက၌ကိနာစီမြည်သူတယောက်ကမှအတ္တဟာရိယဖယ်ရှားပြီးတော့မပြည့်နိုင်လောက်အောင်ဓမ္လာခိုင်မြဲတဲ့တရားတရားရှိရမယ်တရားတရားဆိုတာလေအလွန်ခိုင်မြဲခဲ့တယ်နော်ခိုင်မြဲတဲ့တရားတရားရှိပါတဲ့တရားတရားဆိုတာရှင်မောက္ခလန်ကတောင်မှအာမမခံဘူးတကူရှင်ကတောင်အာမမခံနိုင်ဘူးတရားတရားကိုဟုတ်ကဲ့ကြားဘူးကြတယ်မော်လားရှင်တိဝလိရဲ့မယ်တော်ကတုပ္ပဝါဒရှင်တိဝလိကိုခက်ခက်ခဲခဲနဲ့ဖွားခဲ့ရအင်မတန်မှပင်မဆင်းရဲစွာရှင်တိဝလိလေးဖွားခဲ့ရလလဘာမှာအထင်ရှားဆုံးသိသေးရတဲ့ရှင်တိဝလိမထေရနော်သူ့မယ်တော်ကသူ့ကိုမွေးဖွားရတာအလုံးကိုခက်ခက်ခဲခဲချင်းဖွားအဲ့ဒါကြောင့်မို့လို့ရှင်တိဝလိလေးအလောင်းလေးမွေးဖွားလာပြီးတဲ့အခါမှာ9ရက်တိတိဖျားမှုရှိတဲ့တန်ဃာတွေကိုဆုံးပြညင်တယ်သူကပြညင်တော့တကားတူကလည်းကြိုပြီးတော့ပင့်ထားတာရှိတယ်
အဲ့ဒီတကာကဘယ်သူတကာတော့ဆိုရှင်မမောက္ကလန်ရဲ့တကာဖြစ်မြတ်စွာဘုရားကရှင်တီဝလိကိုဦးစားပေးတဲ့အနေနဲ့ကဲမောက္ကလန်သင်ရဲ့တကာသွားပြီးတော့ရက်9ရက်လောက်ရွှေ့ပေးပါလို့သွားပြောဆိုတော့ရှင်မောက္ကလန်မထေရရဲ့အိမ်ကြွသွားပြီးတဲ့အခါကျသူတကာအကျိုးကြောင့်ပြောတာပေါ့ရှင်တီဝလိမဲတော်ဟာမသေးုံတမဲပဲခက်ခဲဒီသားလေးကိုပါဒါကြောင့်မလို့အလွန်ပင်ပန်းနေလို့ကုသိုလ်ကောင်းမှုလုပ်ချင်လို့9ရက်လောက်တော့အခွင့်ပေးပါရက်လေးထည့်ပေးပါပေါ့ရက်လေးထည့်ပေးပါဆိုတော့ဟိုတကားကလည်းတော်နဲ့ပေးချင်တာမဟုတ်ဘူးနော်မပေးချင်တော့သူကဈေးကြိုင်ဘယ်လိုကြိုင်လဲဆိုရင်အရှင်ဘုရားတဲ့ဒီ9ရက်အတွင်းမှာတပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့ဥစ္စာရဲ့တပည့်တော်ရဲ့သရတရားရဲ့ဒီ3ခုမပြတ်အောင်အရှင်ဘုရားဂရန်တီပေးနိုင်ပါမလားတဲ့အာမခံပေးရမယ်တဲ့ဟုတ်ကဲ့9ရက်အတွင်းတပည့်တော်မသေးပါဘူးဆိုရင်အရှင်ဘုရားအာမခံရမယ်တဲ့ပစ္စည်းဥစ္စာတွေမပြတ်ပါဘူးဆိုရင်အရှင်ဘုရားအာမခံရမယ်တဲ့သရတရားမပြတ်ပါဘူးဆိုတာလည်းအာမခံရမယ်အေးသရတရားပြတ်လွယ်တဲ့ထဲမှာပါတယ်ဟုတ်ကဲ့အဲ့ဒါအာမခံရမယ်လို့ဆိုတော့ရှင်မောက္ကလန်ကစဉ်းစားလိုက်တယ်ရှိလိုက်တော့အေးမင်း9ရက်နဲ့တော့မသေးသေးဘူးသိချာမင်းအသက်လည်းငါအာမခံတယ်ကွာဥစ္စာလည်းအာမခံသရတရားတော့ငါအာမမခံနိုင်ဘူးတဲ့ဟုတ်ကဲ့သရတရားကတော့မင်းမမင်းအာမခံမှာဖြစ်မယ်လို့ဆိုတော့အရှင်ဘုရားတဲ့အဲ့လိုဆိုရင်အရှင်ဘုရားတပည့်တော်အသက်နဲ့ဥစ္စာအာမခံရင်တပည့်တော်ခွင့်ပေးပါမယ်ဗျာဆို9ရက်နောက်ဆုတ်ပေးတယ်အဲ့တော့သရတရားပြတ်လွယ်တယ်ဆိုတာသိထားနော်ဒီတော့ကြောင့်မလို့အခုလိုသရတရားရလာတဲ့အခါမှာထိုသရတရားပေါ်မှာအခိုင်အမာတည်အောင်ကြိုးစားရမယ်အဲ့ဒါဟာနတ်တွေကမှားလိုက်တဲ့အမှားစကား3ခုပဲနော်သူဂရိဘုံကိုသွားပါသူဂရိဘုံကိုသွားပြီးတဲ့ကာလအကောင်းဆုံးလလဘာကိုရအောင်ယူပါအကောင်းဆုံးလလဘာကိုယူပြီးတဲ့ကာလထိုအကောင်းဆုံးလလဘာပေါ်မှာအခိုင်အမာရပ်တည်နိုင်အောင်ကြိုးစားပါအဲလိုလူပြေလည်းရောက်မယ်တရားတရားလည်းရှိမယ်ခိုင်မြဲတဲ့တရားတရားပေါ်မှာအခြေခံမယ်ဆိုရင်အကုသိုလ်တွေကိုရှောင်ရှားပြီးတဲ့ကာလကုသိုလ်တွေကိုတိုးပွားအောင်ပြုလုပ်တဲ့ဖြင့်နတ်ပြည်ကိုခဏခဏနဲ့တကူကြီးတဲ့နတ်သားအနေနဲ့ရောက်လာမှသိကြတယ်သူတို့ကသိတာပေါက်ပြလိုက်တာဟုတ်ကဲ့ဒါဆို